ပြုတ်အဖြူကြီးစားရတာပဲအီးလာပြီဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးပြောင်းစားမယ်ကျွန်တော်လည်းအမြဲတမ်းဒီလိုပြောင်းစားတတ်တယ်ဒါကကိုရီးယားစတိုင်လို့ခေါ်တာလားဂျပန်စတိုင်လို့ခေါ်တာလားမပြောတတ်တော့ဘူးကျွန်တော်ကတော့ဂျပန်စတိုင်လို့ပဲခေါ်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုလောက်တဲ့ထဲမှာဝါဆာဘီထည့်မှာမို့လို့ဒီကြက်ဥလေးကိုကျွန်တော်တို့ကမီးနဲ့ဒီ9နာရီလောက်ဖြစ်ကုန်ပြီ9မိနစ်ရေအေးနဲ့ပြုတ်မယ်သူကရသွားပြီဆိုရင်ချက်ချင်းရေခဲစိုက်လိုက်မယ်သူကိုအေးလေးဖြစ်သွားပြီဆိုရင်အဲ့ချိန်မှာပဲကျွန်တော်တို့ခွာလိုက်မယ်ကျွန်တော်က8လုံးသုံးထားတယ်ခွာပြီးသွားပြီအလုံးတိုင်းလေးကချောလေးခွာလို့ကောင်းတယ်ဒီတစ်လုံးကမှပဲတော်ခွာရခက်တယ်ခွာလို့အဆင်မပြေဘူးသူများပြောတာကကျုပ်အရန်လက်လို့ဖြစ်တယ်လို့ပြောတာပဲဝယ်တာကတော့အတူတူဝယ်လာခဲ့တယ်ပြက်နေနေလေးထားပြီးတော့မှချားပြီးတော့မှပြုတ်လို့ရှိရင်ပုတ်ခွာလွယ်မယ်လို့တော့ပြောတာပဲကျွန်တော်လည်းနားမလဲဘူးကျုပ်တွေကိုစိတ်မဲ့ဒီအစာပလာကိုလုံမယ်ဒါလေးကပဲငံပြာကြီးကျွန်တော်ကမင်းပြန်သစိတ်သုံးထားတယ်မိတ်ဆွေတို့ကြိုက်တဲ့ဟာသုံးလို့ရတယ်နော်ပဲငံပြာကြီးကသူကအကြီးအပြစ်မျိုးမဟုတ်ဘူးနော်100 gram ပဲသုံးထားတယ်ပြီးရင်ရေက150 gram သူ့ရဲ့စနီးလောက်ပေါ့180လောက်ပေါ့အဲ့ဒါဆိုရင်သူကတိတ်မငံမိတ်ဆွေတို့ရဲ့အရသာပေါ့နော်အရင်နည်းနည်းလေးငံတာတိတ်မကြိုက်ဘူးဆိုရင်ရေနည်းနည်းလေးပို့ထည့်လို့ရတယ်ဒါကရှာလာကာရေကိုကျွန်တော်တို့20 gram ဝန်းကျင်လောက်ပဲထည့်မယ်အဲ့ဒီထဲမှာဒီမှာဂျင်းလေးနည်းနည်းလေးလီးထားတယ်ဂျင်းရဲ့နောက်ပြီးရင်ဒါလေးကကြက်သွန်ဖြူရဲ့ကြက်သွန်ဖြူပပလေးလည်းရတယ်ရိုက်လိုက်တယ်ဆိုလည်းရတယ်ကြက်သွန်ဖြူသိရင်သူ့ရိုက်လိုက်တယ်ပြီးရင်ဒါလေးကငရုတ်ဒီစိန်ကလေထည့်လဲရတယ်မထည့်လဲရတယ်ကျွန်တော်ဝါဆာဘီထည့်မှာဒါပေမဲ့ကျွန်တော်အဲ့ငရုတ်ဒီစိန်ကိုစားချင်လို့အရှည်တောင့်ကြီးလေအဲ့ဒါနည်းနည်းလေးနှုတဲ့ဟာမျိုးဒါကိုအကုန်လုံးအထဲထည့်လိုက်မယ်ဒီဝါဆာဘီလေးဘူးလေးဝါဆာဘီလည်းရတယ်နော်ကျွန်တော်ဒါလေးရှိတဲ့ခါကျတော့ဒါလေးအကုန်ထည့်လိုက်မယ်ဝါဆာဘီမကြိုက်ရင်လည်းမထည့်လဲဘာမှပြဿနာမရှိဘူးเนาะငရုတ်ဒီစိန်ထည့်ထားပြီမို့လို့သူ့ရဲ့ဒီဆက်တဲ့အရသာလေးရှိမှာကျွန်တော်ကသူ့ရဲ့နည်းနည်းလေးအဲ့လိုမွန်တဲ့အရသာလေးလိုချင်တာအားကြောင့်မလို့ဝါဆာဘီထည့်တာအဲ့ဆိုကျွန်တော်ဒီတိုင်းမွေလိုက်နောက်ဆုံးအဆင့်ပလတ်စတစ်လေးတစ်လုံးယူမယ်ပြီးရင်မဲ့ဆိုတော့ဘူးတုံးလည်းရတယ်เนาะဒီကြက်ဥတွေအကုန်လုံးဒီအိတ်ထဲထည့်မယ်ဒီထဲအကုန်လုံးလောင်းထည့်လိုက်မယ်စစ်လေးပိတ်ဒါလေးကိုရေခဲတက်တာထဲမှာထား3နာရီ4နာရီဆိုလဲစားလို့ရတယ်လို့ကျွန်တော်ကတော့မနက်မှပဲစားတော့မယ်အရသာလေးပိုဝင်သွားအောင်လို့သူ့ရဲ့3ကျန်တဲ့အရေကလည်းလေနောက်ထပ်တစ်ခေါက်နှစ်ခေါက်လောက်ထပ်စိန်လို့ရသေးတယ်ရေခဲတက်တာထဲမှာတညလေးတိတ်မယ်ခဲတက်တာထဲမှာတညတိတ်ပြီးသွားပြီးပြင်ထုတ်လာတော့အယောင်တွေကလည်းပြောင်းသွားပြီးဒီမနက်စာမှာထည့်စားမယ်ဒီတို့အထဲမှာရှိတဲ့ငရုတ်တီးတွေကြက်သွန်ဖြူလေးတွေအဲ့ဂျင်းဖက်လေးတွေကလေထမင်းနဲ့စားလို့ရတယ်ဒီလိုအယောင်လေးမဲမဲလေးဖြစ်သွားပြီအထဲမှာလည်းအရသာဝင်တယ်ဒါလေးကဒီရုပ်အနစ်လေးကနည်းနည်းလေးမာသွားတယ်6မိနစ်လောက်ဆိုလဲရတယ်9မိနစ်လောက်ဆိုရင်တော့တော်တော်လေးစားကောင်းပါအရသာတော်တော်လေးကိုကောင်းတယ် try ကြည့်လို့ရတယ်နော်